Hello ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ချင်ပါတယ်အခုကျွန်တော်ပြောပြလို့တဲ့အကြောင်းအရာတို့ဒီ PTP what link up tool ဆိုတဲ့ Bible translation project tool အဲ့ဒီ software အကြောင်းပြောချင်ပါတယ်ဒီ software ကတော့ဒီခရိယန်ယုံကြည်သူများ IT ပညာရှင်များဖြစ်တဲ့ပညာရှင်များစုဖွဲ့ထားတဲ့ဂျပန်နိုင်ငံအခြေစိုက် Crab City IT company နဲ့ Bible ဓမ္မပညာရှင်များ linguistic ပညာရှင်များပူးပေါင်းပြီးမှဒီ program ကိုရေးဆွဲခြင်းဖြစ်ပါတယ်တို့ရဲ့ရည်ရွယ်ချက်ကတော့တမန်ကျမ်းစာဘာသာပြန်တဲ့လူတိုင်းက linguistic မတတ်ရင်တောင်မှဒီ linguistic မတတ်နိုင်တဲ့လူတောင်မှအနည်းဆုံးမူရင်း Hebrew Greek နဲ့ကျမ်းစာဘာသာပြန်နိုင်အောင် design ဆွဲထားတဲ့ဒီ program တစ်ခုဖြစ်ပါတယ်ဒီ program မှာအဓိကအဖြစ်အပိုင်း၄ပိုင်းလောက်ရှိတယ်ဒီပထမဒီ main ကတော့ဒီ interlinear လို့ခေါ်ပါတယ်ပထမဆုံး Hebrew အဲ့ဒီစကလုံးပါတယ် Dementis ဆိုရင်တော့ Dementis မှာဆိုရင်တော့ဒီ Greek နဲ့ရေးထားတယ်ဒီမှာဟောင်းမှာဆိုရင် Hebrew နဲ့ရေးထားတယ်ဒီ morphology ဆိုတာဒီစကလုံးတစ်ခုရဲ့ဖွဲ့စည်းပုံပေါ့ဒီဥမာဒီဟာဆိုရင်တိုဟုဆိုရင်တော့ noun ဖြစ်တယ် common noun ဖြစ်တယ် masculine ဖြစ်တယ် singular ဖြစ်တယ် absolute ဖြစ်တယ်စသည်ဖြင့်ဒီတစ်ခုရဲ့ grammatical အသေးစိတ်တွေမှာပေါ်ပြထားတယ်ဒီဟာကို n ဆိုတာ noun c ဆိုတာ common m ဆိုတာ masculine s ဆိုတာ singular a ဆိုတာ absolute ဆိုတဲ့အတူချုံးနေဒီမှာရေးထားတယ်ပြီးတော့ဒီဟာ interlinear ပိုင်းလို့ခေါ်တယ်ဒီ interlinear မှာဒီဂျန်တဲ့ဘာသာပြန်ဟောပိတာဒီဥပမာအင်္ဂလိပ်ပေါ့ပြီးတော့ SB Holman Christian Standard Bible တို့ MSP Myanmar Standard Bible တို့ English Standard Bible တို့ King James Bible တို့စသည်ဖြင့်အများကြီးဒီမှာ NIV တို့ New King James တို့ New American Standard တို့ဝါရှင်ပေါင်းများစွာရှိတယ်ပြီးတော့ဒီဟာဗာလဲဆိုတော့ကျွန်တော်တို့ရဲ့ကျမ်းစာဘာသာပြန်တဲ့အချိန်မှာဒီစကလုံးတစ်ခုကိုတခြားဝါရှင်ဒီမှာဘယ်လိုရှိတယ်လဲဘယ်လိုပြန်တယ်လဲဆိုတာအလွယ်တကူကြည့်နိုင်ဖို့အတွက်ဒီဟာဘာသာပြန်ခြင်းဖြစ်တယ်ပြီးတော့ဒီမှာဒီဖက်ပိုင်းကြတော့ဒီ segmentation လို့ခေါ်တယ်ကျွန်တော်တို့ရဲ့ကျမ်းပိုက်တစ်ခုကိုဒီမှာအသေးစိတ်ခွဲထုတ်ပြီးတဲ့ဒီစကလုံးချင်းပြန်ခွဲထုတ်ပြီးတဲ့အပိုင်းဖြစ်တယ်ဒီ segmentation ကကျွန်တော်တို့ရဲ့အသေးစိတ်ဘာသာပြန်တယ်ဒီမှာကြတော့ဗာလဲဆိုတော့နှုတ်ဘာတွေ့တယ်လဲဆိုတော့ဒီဟာ lexicon ပိုင်းလို့ခေါ် lexicon pane လို့ခေါ်ပြီးမှကျွန်တော်တို့ရဲ့ဘာသာပြန်ပိတာစကလုံးတစ်ခုကိုဘယ်နှလုံးရှိတယ်လဲဘယ်လိုဘယ်နာမှာဘယ်လိုဘာသာပြန်တယ်လဲဆိုတာဒီပြတဲ့အပိုင်းဖြစ်တယ်ပြီးတော့ဒီဖက်ပိုင်းကြတော့ဘေးအပိုင်းကြတော့ကျွန်တော်တို့အခုဘာသာပြန်တဲ့စကလုံးကဘယ်ကျမ်းပိုက်မှာရှိတယ်လဲဆိုတာပြတဲ့အပိုင်းဖြစ်ဥပမာကျွန်တော်တို့အခုHebrew စကားတိုဟုဆိုတဲ့စကလုံးကကျွန်တော်တို့ဒီသမဟောင်းကျမ်းမှာဆိုတော့အကျဉ်းပေါင်း20ကျဉ်တွေ့ရတယ်အဲ့ဒီ20ကျဉ်စလုံးကိုကျွန်တော်တို့မတူပီချင်း Standard Bible မှာဆိုတော့အကုန်လုံးကဟင်ဟုံးအဲ့ဒီစကလုံးတစ်ခုပဲအကုန်လုံးသုံးတဲ့အတွက်ဒီဟာမူရင်းစကလုံးနဲ့တော်တော်နိစတဲ့ဘာသာပြန်ချင်းဖြစ်တဲ့ဆိုတာရတယ်ပြီးတော့ King James မှာကျတော့ vain တို့ vanity တို့ confusion without form wilderness nothing စသည်ဖြင့်မျိုးမျိုးတစ်ခုနဲ့တစ်ခုတနေရာနဲ့တနေရာမတူဘူးအမှန်ဆိုတော့ Hebrew စကလုံးမှာတိုဟုတစ်ခုပဲအင်္ဂလိပ်လိုပြန်တဲ့အချိန်မှာမျိုးမျိုးထွက်တယ်NIV မှာလည်းတခါတည်း false လို့
rain တော့ wasted wordless အစတွေဖြစ်ဘာသာပြန်တာတွေ့ရတယ်ပြီးတော့ဒီမှာဒီမြန်မာ standard မှာလည်းအနတ္တအချင်းဟိတော့အယတ်ပုံတရာမရှိညီရင်စတွေဖြစ်မျိုးဘာသာပြန်တာကိုတွေ့ရတယ်ပြီးတော့ဒီမှာယူဒတန်မှာလည်းတနေရာနဲ့တနေရာမတူတဲ့ဟာတွေရှိတယ်ဒီမြန်မာ common language မှာလည်းတဲကန်ရာတို့စဝေစဝါတို့တမ်ဖူမဲတို့အစစ်မဟုတ်ဘူးအယောင်စတဲ့ဖြစ်မျိုးဘာသာပြန်တာကိုတွေ့ရတယ်ဒီပြန်ရှင်တဲ့အချိန်မှာအခုမတူပီ standard မှာတော့20စလုံးကဟင်ဟုံးဆိုတဲ့စလုံးတစ်ခုပဲသုံးတဲ့အတွက်ဒါတော်နည်းတယ်ဆိုတာတွေ့ရတယ်ပြီးတော့ဒီမှာကျမ်းပိုက်မှာအကုန်လုံးမှာပြထားတယ်ပြီးတော့ဒီ lexicon အပိုင်းကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့မိခင်ဘာသာစကားကိုဒီလိုအကုန်လုံးဘာသာပြန်ပြီးမှဒီလို link upload လိုက်ပြီးဆိုရင်တော့နောက်ဆုံးမှာကျွန်တော်တို့ရဲ့ဒီကျန်းစာဒီ digital platform ပေါ့ကွန်ပျူတာတို့ဖုန်းတို့မှာပြန်ကြည့်တဲ့အချိန်မှာစကလုံးတစ်ခုရဲ့ definition strong definition ဒီအကုန်လုံးဒီမှာအလွယ်တကူရှာလို့ရတယ်ပြီးတော့ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့တွဲပြီးမှ Hebrew Greek English lexicon စာအုပ်လဲအဘိဓမ္မာစာအုပ်လဲတစ်ခါတည်းထုတ်လို့ရတယ်ဒါကဒီ BTP what link up BTP Bible translation project တို့ရဲ့အားသာချက်ဖြစ်ပါတယ်